မင်္ဂလာပါကလေးတို့ရေ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အပိုင်းမှာစင်ဗာတို့စင်သင်ချိုင်းမှာပိတ်မိနေပြီเนาะအခုသူတို့လေးတွေတကယ်ပဲစားခင်ရတော့မှာလားဘရင်ကြီးမူဖာစာကရောသူသားကိုကယ်ဖို့အချိန်မီရောက်လာနိုင်မှာမလားဒီနေ့ဗီဒီယိုမှာတော့ဘရင်ကြီးမူဖာစာစီကနေတကယ်သူရဲ့ကောင်းဆိုတာဘာလဲဆိုတဲ့အပေါ်ရန်သင်ခန်းစာကိုတင်ရမှာဖြစ်တယ်လို့စင်မာရဲ့ဦးလေးဖြစ်သူစကာရဲ့ကြောက်ရှာကောင်းတဲ့အကြံစီကြီးအကြောင်းကိုလည်းအတူတူကြည့်သွားကြမယ်เนาะဒါရင်မကသေးပါဘူးဒီနေ့အပိုင်းမှာချင်းသေးတွေရဲ့အပြင်လောကကအလေးထားတွေ Stampy လို့ခေါ်တဲ့တောရိုင်းနွားအုပ်ကြီးတွေရဲ့အန်တရဲ့ပြီးတော့ Lion King ဇက်ကောင်တွေရဲ့နေမီတွေမှာဝတ်ချတဲ့လိုဝက်ချက်တွေကိုပါပြပြပေးသွားမှာမို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့လိုမယ်နော်အဆုံးမှာတော့အရှမ်းကိုဝမ်းနေဖို့ကောင်းတဲ့အလှည့်ပြောင်းတစ်ခုလည်းရှိနေပါသေးတယ်ကဲအစင်သစ်ဖြစ်ပြီဆိုရင်စားလိုက်ရအောင်စင်ပါလေးကအားတင်းပြီးတော့ဟိမ့်မှုစူးစမ်းပေးမဲ့ကြောင်ပေါက်လေးလိုပဲအတန်ထွက်လာပါတယ်။ဒါပေမဲ့ဒုတိယအကြိမ်ဟိမ့်လိုက်တဲ့အခါမှာတော့တတော်လုံးတုံခါသွားစေတဲ့ဘရင်ကြီးမူဖာဆာရဲ့ဟိမ့်တန်ကြီးထွက်ပေါ်လာပြီးတော့မူဖာဆာဘုံကနေရောက်လာပါ